ကမ္ဘာပေါ်မှာတန်ဖိုးအမြင့်ဆုံးကျောက်စိမ်းတွေဘယ်ကနေလာသလဲသိပါသလားအဖြေကတော့မြန်မာနိုင်ငံကဖားကန့်ပါကချင်ပြည်နယ်အတွင်းရှိကမ္ဘာပေါ်မှာအကောင်းဆုံးကျောက်စိမ်းတွေထွက်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာကထွက်တဲ့ကျဲကိုနိုင်ငံတကာမှာအလွန်တန်ဖိုးထားကြပြီးအထူးသဖြင့် Imperial ကျဲဆိုတဲ့အစိမ်းတောက်ကျောက်တွေဟာဒေါ်လာတန်းချီတန်နိုင်ပါတယ်ကျောက်စိမ်းဆိုတာတဘာဝကျောက်တစ်မျိုးဖြစ်ပြီးမြေကြီးအောက်မှာနှစ်ပေါင်းများစွာဖိအားနဲ့အပူကြောင့်ဖြစ်ပေါ်လာတာပါကျောက်စိမ်းမှာအမျိုးအစားနှစ်မျိုးရှိပါတယ်ဂျယ်ဒီနဲ့ Netflix ဖားကတ်မှာတော့ဂျယ်ဒီအမျိုးအစားကိုအများဆုံးတွေ့ရပါတယ်ဖားကတ်မှာကျောက်စိမ်းကိုစက်ကြီးများနဲ့တူးဖော်ကြသလိုလူအင်အားနဲ့လည်းရှာဖွေကြပါတယ်တချို့လူတွေဟာရေမဆေးကြောက်ရှာသူအဖြစ်မြေစာပုံတွေထဲမှာလက်နဲ့ရှာကြပြီးတစ်နေ့မှာကံကောင်းရင်ဘဝပြောင်းနိုင်ပါတယ်ဒါပေမဲ့ဒီအလုပ်ဟာအလွန်အန္တရာယ်များပါတယ်မြေပြိုခြင်းမိုးရာသီရေကြီးခြင်းနဲ့အသက်ဆုံးရှုံးမှုတွေမကြာခဏဖြစ်ပေါ်တတ်ပါတယ်ယနေ့မှာတော့ကျောက်တွင်းလုပ်ငန်းများကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်နေပါတယ်။ရေညစ်ညမ်းမှုမြေပြိုမှုနဲ့တဘာဝပျက်စီးမှုတွေတိုးလာနေပါတယ်။ဖားကန့်ကျောက်စိမ်းဟာတန်ဖိုးကြီးတဲ့တယံဇာတတစ်ခုဖြစ်ပေမဲ့အန္တရာယ်စွန့်စားမှုနဲ့တဘာဝရဲ့ဈေးနှုန်းကိုပါတပြိုင်နက်တည်းယူဆောင်လာပါတယ်။ဒါကြောင့်ကျောက်စိမ်းတစ်လုံးရဲ့တန်ဖိုးအနောက်မှာလူတွေရဲ့ဘဝတွေပါဝင်နေတယ်။နောက်ဖားကန့်မျိုးကအကြောင်းတွေကိုပြောပြပေးမှာမို့ဒီအကောင့်လေးကိုအသေးလေးပေးအပေါင်းလေးနှိမ်ပေးခဲ့ပါဗျ။